ဘာလီရောက်ပြီးတော့လေပတ်ဖို့ဒုတိယမြောက်နေ့မှာဆိုရင်တန်ကျန်းဘီနိုဝါ beach ကိုသွားရဲပေါ့နော်တန်တွက်တော့မှန်လားမသိဘူးဒီဘက်ကိုသွားရတာစိတ်ချမ်းသာတယ်လမ်းရှင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဝေးတဲ့ခါကျတော့ဒီနေရာတွေသွားလို့ရှိရင်အဲ့လို public transportation မရှိဘူးပေါ့နော်ကိုယ့်ကိုကားတွေစီစဉ်ပြီးတော့မှသွားရတာမဟုတ်ဘူးဆိုလို့ရှိရင်ပြန်ရတာလည်းခက်တယ်အဲ့တော့ကားတိတ်မရှိဘူးပေါ့နော်သွားရတာအဆင်ပြေသူကနဲ့ပြပါသူတို့ဘက်က line မပို့ဘူးဆိုလို့ရှိရင်လည်းသွားဖို့လာဖို့ခက်ခဲမဲ့နေရာမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာတရားတွေက2ထပ်3ထပ်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့မှားပြီးတော့တရားတစ်ခုသာတက်သွားလို့ရှိရင်တော့ကိုသွားချင်တဲ့နေရာမရောက်ပဲတခြားကိုရောက်သွားရင်တကွေးတစ်ပတ်ကြီးပြန်ပတ်နေရမှာပေါ့နော်အင်ဒိုနီးရှားပိုလာဘာလီကျွန်းလေးဝဲသူနေဒါရ AR တိုင်းပတ်မှာရှိတယ်ဒီကြောင်းလေးရှိ coffee mix တွေရတယ်ဒီမှာ coffee တောက်ဒီဘက်ကိုတော့တနားကြော်လောက်သွားရတယ်သွားပြီးတဲ့ခါကျတော့ဒီဘက်တန်ကျန်းလာအဲ့ဒီကမ်းခြေပေါ့နော် water sport တွေလုပ်လို့ရတဲ့နေရာကိုရောက်လာခဲ့ပြီဒီမှာက book ထားမယ်ဆိုလို့ရှိရင်ဒီတဲကိုဝင်ဖို့အတွက်ပေါ့နော်သူ ticket ဘူးနဲ့ဒီ banana boat လာအဲ့ဒါစီးလို့ရတယ်ကျန်တဲ့ water sport တွေအကုန်လုံးကတော့ဗာစီစီကွက်ကိုပတ်စံပေးရတာပေါ့နော်အဲ့တော့ကိုရီးယားလည်းပထမတော့ဟိုပတ်စံချွေတာမယ်ဆိုပြီးတော့သွားခဲ့ပေမဲ့လည်းရောက်တုံးရောက်ခိုက်ပေါ့နော်ရောက်ပြီးပြီဆိုမှတော့ငါတို့စော့ကြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့နော်အဲ့တော့ activity တစ်ခုကို2သိန်းလောက်ပေးရမယ်ဆိုရင်3-4ခုဆိုရင်6သိန်းလောက်8သိန်းအဲ့လိုမျိုးကြာမှာပေါ့နော်ဒါပေမဲ့လည်းသူကလည်းဆွဲဆောင်တယ်5သိန်းပဲကြာမယ်လို့ဒီ4ခုစော့မှ3သိန်းပဲကြာမယ်အဲ့လိုမျိုးတွေပေါ့နော်ကိုဈေးညှိတဲ့လောက်ရပါပေါ့နော်ကိုရီးယားလည်းအရန်ဈေးစစ်တော်တယ်ဆိုတော့စီးကျင်တဲ့ဟာကိုရွေးပြီးတော့သူတို့ကို short ခိုင်းလိုက်တယ် short ခိုင်းတဲ့လောက်ကိုပဲပေးလိုက်တာပေါ့နော်ဒီ parasailing ကလေတကယ်တော့အမြင့်ကြောက်တဲ့သူတွေအတွက်ကတော့အဆင်မပြေဘူးဒါပေမဲ့လည်းကိုကရောက်တယ်ဆိုလို့ရှိရင်တော့ဒါကတခုခုတော့ရအောင်စီးပြမယ်ဆိုပြီးတော့မှစီးလာတာပေါ့နော်စတော့ကြောက်မယ်လို့ထင်တာတကယ်တမ်းလဲအပေါ်ရောက်သွားတော့ချက်ချင်းရောက်သွားမှာမဟုတ်ပဲဖြည်းဖြည်းချင်းရောက်သွားတယ်ဆိုတဲ့ခါကျတော့လေစီးရတာမကြောက်ဘူးဒါပေမဲ့ဟိုဗာလဲ final destination တွေကြည့်ပြီးသားဆိုတော့လေတို့ဂျိုးများပြုတ်ကျသွားမလားအဲ့ဒီကမျောစင်နေနဲ့ညှိပြီးတော့ပဲပေါ့နော်ခုဖြစ်မလားဆိုပြီးတော့စိုးရိမ်စိတ်တွေတော့ဖြစ်ခဲ့သေးတယ်3မိနစ်4မိနစ်ပဲကြာပါတယ်အပေါ်မှာပြီးကြတော့ဒီကိုတွေရောက်ခဲ့တဲ့ကမ်းခြေကိုပဲသူတို့ပြန်လိုက်ပို့ပေးတယ်ဒီတောက်လျှောက်ကတော့water sport လုပ်တဲ့နေရာတွေပဲ banana boat ကတော့သူတို့ကဟိုနောက်ဆုံးအဆုံးသက်ကြလို့ရှိရင်လေကိုမှောက်ပေးတယ်ပေါ့နော်အဲ့ banana boat ကိုမှောက်ပေးရပေါ့ဒါပေမဲ့ကြောက်လို့မမှောက်နဲ့ပေါ့နော်ငါရေမကူတက်ဘူးဆိုပြီးတော့အဲ့လိုပြောမြောက်ထဲကြတော့လေစီးရတယ်ပြင်းစရာကြီးတော့လှိုင်းနေကြီးတော့လေဟိုလှိုင်းနေတက်သွားလို့ရှိရင်တော့အော်သွားဒီရေနက်တဲ့နေရာမှာပြုတ်ကျသွားမလားဆိုပြီးတော့လေကြောက်စိတ်ကတော့ဖြစ်တယ်နောက်ထပ် water sport ကိုဘာလို့ရင်ကောင်းမလဲပေါ့နော်နှစ်ယောက်စလုံးနဲ့တူတူလုံးလို့ရတဲ့ဟာမျိုးရွေး scuba diving လုပ်ဖို့ရွေးချယ်ခဲ့လိုက်တယ် scuba diving ကငပလီနဲ့ဂေါ်ရန်ဂျီကျွန်းမှာလုပ်ဘူးရဲဆိုပေမဲ့အခုဒီအောက်ဆီဂျင်ဘူးနဲ့ငုပ်ဖို့ကကြတော့တော်တော်ခက်ခဲတာပြီးတော့ well train မဟုတ်ဘူးပေါ့နော်လုံးမယ်ဆိုတော့မှဒီလိုမျိုးတက်ရှူဒီလိုမျိုးခက်အဲ့လိုမျိုးဟို train ပေးတာဆိုတော့လေအချိန်တိုတွင်းဆိုတော့ရေထဲရောက်တာနဲ့လူကအသက်ရှူတွေကြက်ပြီးတော့ကြောက်သွားတာနောက်တစ်ခုကျတော့အဲ့လိုရေကူးတက်တဲ့လူဆိုအစင်မပြေဘူး floating ဖြစ်နေတဲ့အခါကျတော့ခါးမှာလေ carry တွေပတ်ပြီးတော့မှအဲ့ဟိုရင်ငုတ်ကပေါ့နော်နောက်ဆုံးတော့ကိုကတော့ give up လုပ်လိုက်တယ်ငါဘလို့မှစင်ပြေငါတက်ရှူလို့မရဘူးဆိုပြီးတော့ကိုတော့ချောကတော့သူကူးတယ်ဒါပေမဲ့ तू ကလည်းရေကူးတက်တဲ့ခါကျတော့အတင်းတွေရုံးကန်နေလို့ဟိုကအတင်းတွေဆွဲနေတာတယ်သူဒါတော့မှအဲ့ဒီလုပ်တဲ့နေရာက diving လုပ်တဲ့နေရာကအရန်ကြီးနတ်မနေဘူးငါးတွေတော့တော်တော်ပေါ်တယ်သူတို့လည်းအဲ့လိုရေကူးတက်တဲ့သူ
ပေမဲ့လည်း experience မရှိတဲ့ခါကျတော့ကိုရီကိုပြန်ထိမ့်မရနဲ့လေသူတို့လည်းတော်တော်ပင်ပန်းတယ်ကိုကတော့လေပေါ်ကနေပဲပေါ်ကနေကြည့်နေတာပေါ့နော်သူတို့ကတော့ငါးစာတွေကျွေးတယ်ဗီဒီယိုတွေရအောင်ရိုက်ပေးတယ်ပေါ့နော် experience တော့အခုပြန်ကြည့်ရင်ကိုအသက်ရှူတွေပါကြက်လာဒါမှန်းဒီခေါင်းကိုဖန်လုံးကြီးစွတ်ပြီးတော့မှရေထဲမှာလမ်းလျှောက်ရတဲ့ activity ကိုရွေးပါတယ်အခုတော့ကိုကလေပေါ်မှာငိုးတုံးမေးနေနောက်ဆုံးဆရာသမားလည်းမရဘူးအမှလည်းနိုင်ဝက်လောက်ကြာတယ်အမှသူလည်းအသက်ရှူရတာအဆင်မပြေရတာနဲ့ပြန်တက်လာခဲ့ကြတယ်ဒီ water sport ဆော့တဲ့ချိန်တွေကိုပဲနေ့တစ်ဝက်လောက်ကရှိနေပြီအဲ့ဒါနဲ့နေ့လယ်စာစားဖို့ booking လုပ်ထားတဲ့ restaurant ကိုတွားခဲ့ကြတယ် Camera ready, action. Yeah, go like. Lights, camera ready, action. Do you know? ရေလဲစော့ထားတယ်ထမင်းလဲစားထားတယ်ဆိုတော့ဆရာသမားကျိုးသွားပြီနောက်ထပ်တနေရာအနေနဲ့ဥလူဝတုဆိုတဲ့ဟိန္ဒူဘုရားကျောင်းကိုလိုက်ပို့တယ်ဒီမှာကတော့ဟိုယောက်ျားလေးဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အတူဆိုလို့ရှိရင်ပတ်ရတယ်ပေါ့နော်ကိုကတော့အရှိဝတ်ထားရဲဆိုတော့ခါမအေးဟိုခါပတ်တဲ့ကျိုးလေးတော့ပတ်ပြီးတော့ဝင်ခဲ့ရတယ် Can you open a glass? You open agency? ဒီမှာကဟိုမြောက်တွေရှိတယ်ပေါ့အရင်တော့ကတော့ဒီမြောက်တွေကဖះเจ้าမှာရှိတယ်ဖះเจ้าကိုလာရောက်နိုင်တယ်ပေါ့နော်မကောင်းတဲ့ဟိုနတ်ဆိုးတွေဝิญဉ်ဆိုးတွေကိုကာကွယ်ပေးတယ်လို့အယူရှိရတဲ့ကြောင့်မလို့ဒီမြောက်တွေကိုထားရပေါ့နော်ဒါပေမဲ့အခုဒီဘက်မှာမြောက်တွေကနည်းနည်းလို့တောနတ်လိုမျိုးဖြစ်နေတဲ့အခါကျတော့လေတော်တော်ဆိုးတယ်ဒီမျက်မှန်ရှိမျက်မှန်မုတ်ရှိမုတ်ဖုံးရှိဖုံးဘယ်ဟာမဆိုအဲ့လိုလက်ထဲကလူတော့ဂိုက်ကအမြဲတမ်းဂျူနာနင်းမျက်ဟိုအမှန်လက်ထဲကကင်တာပေါ့နော်မလွတ်စေနဲ့မြောက်တွေဆွဲသွားလိမ့်မယ်ဆိုပြီးတော့အဲ့လိုပြောတာပြောနေရင်းနဲ့ဟိုအဲ့ foreigner ရဲ့မျက်မှန်နှာခေါင်းရှိပြီးတဲ့သူ့လက်ထဲကနေလွတ်သွားတာတဲ့အဲ့တော့ဒီ local guide လို့ထင်တဲ့သူပေါ့နော်ဒီဖျားเจ้าမှာလုပ်တယ်လို့ထင်တဲ့သူစီကလိုက်ပြီးတော့အကူအညီတောင်းတာအဲ့မှာ guide တယောက်ကသူ့မှာမုတ်ပါတဲ့ခါကျတော့အဲ့ဒီမုတ်ကိုပြစ်ပေးပြီးတော့မှဒီမျက်မှန်ကိုပြန်ယူလိုက်တယ်ပေါ့နော် foreigner လည်းမျက်မှန်တော့ပြန်ရသွားပါတယ် အဲ့လိုမျိုးကိုရှိမှတွေလည်းဖြစ်တဲ့ခါကျတော့ guide ကတစ်ချိန်လုံးမျက်မှန်အောင်ကင်တာနော်မျက်မှန်အောင်ကင်တာနော်ဆိုဒီလောက်လာတဲ့ view တွေကိုမျက်မှန်မပါဘဲနဲ့ကြည့်ခဲ့ရတယ်စဉ်းစားတာကြည့်လိုက်တော့ Every temple has the bell, tower, wooden bell. Nice view. You good luck, not so much ဒီ people. ဟိန္ဒူ You ဘု have ရား eight ကျောင်း come ကဒီနတ်ဘုရားသုံးပါပေါ့နော်အဲ့ဒီဟာစုံစည်းတဲ့နေရာဆိုပြီးတော့လဲဒီပြောရဲပေါ့နော်ဒါပေမဲ့လဲဟိုကိုလည်းအရင်မသိတဲ့အခါကျတော့အများကြီးတော့မရှင်းပြချင်ဘူးပေါ့နော်ခိုက်ကတော့နင်တို့ကန်ကောင်းတယ်တဲ့ဒီနေ့ရတဲ့လူနဲတာတဲ့ဒါကြောင့်မလို့တို့ဓာတ်ပုံရိုက်လို့ရတာတဲ့သူပြောတဲ့လူနဲတယ်ဆိုတာကလည်းအဲ့လို group တွေလာတာနဲ့ကိုတွေလည်းဓာတ်ပုံရိုက်ဖို့မနဲ့ရိုက်ရတယ်ကြတော့ဒီ temple ကဟိုးထိတ်မှရှိတဲ့နေရာမှာထားတာပေါ့နော်ကိုတွေကအဲ့ထီကိုတွားရမှာပေါ့နော်ဒါပေမဲ့တော်ယုံသူများမသွားကြဘူးလားမသိဘူးကိုရီလည်းသွားနေရင်လည်းရှေ့မှာသွားနေတဲ့လူတွေမတွေ့ဘူးပေါ့နော်အဲဒါနဲ့ပဲသူကအဲ့လိုလမ်းတစ်ဝက်ကနေပြီးတော့ပဲဒီဖောက်ထွက်တဲ့နေရာနေပေါ့နော်ဂိတ်ကိုပြန်ပြီးတော့မှထွက်လာခဲ့ကြတယ် When is high tide, what total there? မှတ်တယ်ဟုတ်ပါမှာပါဆက်ဟိုးဆုံးတယ်ဒီမသွားနိုင်တယ်
You good luck. Huh? Not so many people can do take picture. It is not be rain. So this is a bit walk in the jungle. In Bali, they have the not smart jungle, and also they don't have wild animal like tiger, like lion. They don't have here. Like ဖះเจ้าကမနက်8နာရီကနေညနေ9နာရီထိရှိတယ်အဲ့ဒါညနေ4နာရီ5နာရီလောက်ဆိုလို့ရှိရင်ဒီလိုမီးနဲ့ကပြတဲ့အကတွေရှိတယ်ပေါ့နော်တကယ်လို့ဆိုရင်ညနေဘက်မှလာပြီးတော့အေးစစ်စစ်မီးကပြီးတော့မှပြန်သွားရင်ပိုကောင်းတယ်ပြန်လာပြီးမြို့ထဲနဲ့ဝင်လာပြီးဆိုလို့ရှိရင်တော့ traffic ကတော့အမြဲတမ်းပဲပြည့်ဖျားเจ้าကိုတွေ့လို့ဝင်ပြီးတော့တွားကြည့်ကျင်ပေမဲ့လည်းသူတို့ကမှဘလို့စီမင်းစည်းကမ်းနေရှိလဲမသိဘူးပေါ့နော်ပြီးတော့ဟိုအနောက်ရှက်ဖြစ်မှာဆိုလို့မဝင်ခဲ့လိုက်ရအောင်ဒီနေ့ပြန်ရောက်တာစောတော့ဟိုတယ်အနီးနားတဝိုက်ရှောက်သွားရင်းနဲ့မှဒီ shopping mall တွေတွေ့တယ်အဲဒါကိုရှောက်ဝင်ကြည့်လမ်းရှောင်ရင်းနဲ့ပိုက်စားလာလို့တွေးတဲ့ဆိုင်မှာပဲဝင်စားပြီးရတော့ကိုဖော်ဆက်တာဆက်လို့မရလို့စိတ်ကပ်3,300ဆိုတော့ USD $10 ကျော်လောက်ကြာတာပေါ့နော်အဲစားပြီးတဲ့ခါကျတော့အဲ့နီနာဝင်းကျင်ကိုဆက်သွား Google Map နဲ့ပဲတန်းသွားတာဒါပေမဲ့ဟို SIM ကတ်မဝယ်သွားတဲ့ခါကျတော့လေဟိုဒါ Wi-Fi ရှိတဲ့အချိန်မှာ map ကို download လုပ်ပြီးတော့ဟိုဟာ offline mode နဲ့ပဲသွားရတာပေါ့နော်အဲ့တော့နည်းနည်းတော့ risk ရှိတာပေါ့နော်နှစ်ယောက်ဆိုတော့လည်းမကြောက်ပါဘူးသွားတာပဲဘာဖြစ်လို့ဆိုတော့ဒါကျွန်းနိုင်ငံဆိုတော့လေဒီ hotel ရဲ့အနောက်ဘက်ကိုသွားလို့ရှိရင်ဘယ်နေရာသွားပေါ့နော်ကမ်းခြေရောက်တယ်ဆိုတော့အနောက်ဘက်တွေရှောက်ပြီးတော့သွားကြည့်တာပြဿနာကမှောင်နေတော့တိတ်ပြီးတော့မမြင်ရဘူးပေါ့နော်အဲ့တော့နောက်နေ့စောစောပြန်ရောက်တဲ့ဆိုလို့ရှိရင်ငါတို့ဒီနောက်ဘက်ကိုလမ်းလျှောက်ကြရအောင်ဆိုပြီးတော့တိုင်ပင်ခဲ့ကြပါပေါ့မမြင်ရမဲ့တူဆိုတော့လေဟိုတယ်မှာပဲပြန်လာမယ်ဆိုပြီးတော့ပြန်လာခဲ့ကြတယ်